ယူထိုက်တဲ့ပုဂ္ဂိုလ်ကိုအနိုင်ယူတဲ့ပုဂ္ဂိုလ်ဟာမင်းမဟုတ်ဘူးတဲ့နော်အနိုင်မယူထိုက်ရင်အနိုင်မယူရဘူးလို့ဆိုလို့တယ်ဥပမာသားသမီးကအမေဖေကိုအနိုင်ယူတာမလုပ်ရဘူးလေဒါကိုအနိုင်မယူရမယ့်ပုဂ္ဂိုလ်မျိုးကိုအနိုင်မယူနဲ့ကိုမိတ်ဆွေတယောက်ကိုအနိုင်ကျင့်တာမျိုးအနိုင်ယူတဲ့ပုဂ္ဂိုလ်မျိုးဟာမိတ်ဆွေအစ်မဟုတ်ဘူးတဲ့မိတ်ဆွေအစ်မဟုတ်ဘူးတဲ့ကိုရဲ့အရှင်ယောက်ျားကိုမလေးစားတဲ့အမျိုးသမီးဟာဇနီးကောင်းမဟုတ်ဘူးတဲ့။အိုမင်းနေတဲ့မိဘကိုပြုစုလုပ်ကျွေးမှုမရှိတဲ့သားဟာသားအစ်မဟုတ်ဘူး။ဆိုလိုတာကဘုရားမပြည့်စေရဘူးလို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်။ဘုရားမပြည့်ဆောင်ရွက်ကြရမယ်။တပါးဆိုတဲ့အဓိပ္ပာယ်ကအတူတကွစကားပြောဆိုတဲ့နေရာကိုတပါးလို့ခေါ်တယ်။စီဝေခမပေါ့နော်။တပါးဆိုတာအစည်းအဝေးခံမှာအတူတကွဆွေးနွေးကြတယ်တိုင်ပင်ကြတယ်ပြောကြဆိုကြတယ်အဲ့ဒီတပါးဆိုတဲ့အထဲမှာတဲ့လူတော်လူကောင်းသူတော်ကောင်းမပါဘူးဆိုရင်အဲ့ဒါတပါးအစ်မဟုတ်ဘူးပြောတယ်ဆိုတာဟာတကယ်ကိုသူတော်ကောင်းတွေပြောတဲ့အပြောမျိုးပြောရမယ်ဓမ္မကိုမပြောရင်လည်းသူတော်ကောင်းမခေါ်ဘူးတဲ့မှန်ကန်တဲ့တရားဓမ္မကိုပြောတဲ့ပုဂ္ဂိုလ်မှာသူတော်ကောင်းလို့ခေါ်တယ်တဲ့ရာဂဒေါသမောဟလို့ဆိုတဲ့တရားဆိုးတွေကိုဖယ်ရှားပြီးတော့တရားဓမ္မကိုသာလဲစစ်အစစ်အမှန်ပြောဆိုမှသာလဲသူတော်ကောင်းဆိုတာဖြစ်တယ်လို့အနိုင်မယူထိုက်တဲ့ပုဂ္ဂိုလ်ကိုအနိုင်ယူတဲ့